အားလုံးမင်္ဂလာပါဒီနေ့ပင်လယ်စာတောက်ဆန်းချက်မယ်ဒါကဝယ်လာတဲ့ပင်စိမ်းရယ်ဖက်ဖယ်ရယ်ရှမ်းနံနံရယ်အားကိုဟိုစက်သွန်ဖြူရယ်ငရုတ်တီးစက်သွန်ဖြူရယ်ဟုတ်တယ်ငရုတ်တီးစိမ်းလေးရထောင်းတယ်ပြီးသွားရင်စက်သွန်မိတ်ကလေးကတော့ဒီမှာရေးဆေးထားတယ်ဒါဟင်းရည်တွေထည့်မယ်ဟာပေါ့နော်ပြီးသွားရင်ဒီစုံသေးရည်လေးကိုကျင်းပြီးတော့ပြန်ထည့်မယ်ဒါကတော့ငါနှက်ထားတဲ့ဟာငါကဘလို့နှက်ထားလဲဆိုတော့ပဇွန်လေးရဲ့ဒါအဲ့ခုနကတော့ဖက်ဖက်တွေပါလေထောင်းပြီးတော့တခြားညနေအောင်ထောင်းအရေးလေးတွေညှစ်တံမြာကြီးလေးတစ်စိတ်လေးညှစ်ထားတော့ဒီလိုလေးဖြစ်နေတယ်ဒါပင်လဲစားတောက်ဆန်းလေးကိုချက်ပါမယ်ဒါပြင်လာတွေကတော့ကြာမှာဆိုတော့မပြတော့ဘူးเนาะစောင့်ကြည့်ပါဦးဒါကဒီနေ့ကလေးတိုဘူးချိုပြီးတော့စီတက်တဲ့ဒီပကံလေးတွေကိုပဲအဲ့ဒါကြောင့်မလို့ဟိုထဲကစနုံးနေနေဆိုပင်လဲစားတောက်ဆန်းစီရနဲ့တိတ်မပါအောင်အဲ့မဲ့အိုးကိုမစေးကျင်တော့လာလေဟိုအိုးကလည်းနည်းနည်းကတ်တာဒီအိုးနဲ့ပဲချက်ပါမယ်เนาะအဲ့တော့အိုးမီလေးအပူလေးနည်းနည်းပေးထားပြီးတော့ပဲဟိုကလေးတွေလုံးပဲပေါ့အဲ့တော့ဒီဆုံးငါလေးကိုထည့်မယ်ပူလေးနဲ့ပဲအရင်လေးနဲ့ပဲဒါကြီးတော့အားတွေပစုံလေးထည့်လိုက်မယ်ဒီမှာထည့်သုံးတာကကင်းမွန်လေး3ကောင်ပါမယ်ပစုံလေးနည်းနည်းပါမယ်ဒီကောင်ကတော့ကက်ကရက်ပါကက်ကရက်ငါဆိုကြတော့အယိုးကနေတဲ့ခါကြတော့မျိုးအရေးတောက်ချက်ရတာကောင်းတယ်ပေါ့နော်ဒါကိုမီးရလေးနည်းနည်းလေးနဲ့ခဏလေးအရေးလေးကြအောင်လုပ်လိုက်မယ်ဒီလိုပဲအရေးတောက်ချက်ချက်လေးဒီအရေးလေးတစ်ခါတည်းကြီးကိုထည့်လိုက်တာမကောင်းဘူးဒီလေးကိုနည်းနည်းချင်းထည့်မှာငါလည်းစစ်ဖြစ်တာပေါ့နော်ပေါ့ပွားရင်ပေါ့ဒီချိန်မှာဒီဘက်မှာဒါခုနကတော့စုံသေးရည်တွေအိုးစီနဲ့ထားတဲ့အိုးစင်းကြီးတွေရတယ်မှာဒီလိုမျိုးဒီလေးတွေကိုဒီစုံထည့်ချက်မယ်အပြိုင်လေးနဲ့စားလေးနဲ့နေထားတော့ခါကြတော့လေရမ်းတော့မလိုပါဘူးပေါ့အခြားအချူလေးအမှန်ကြီးရလေဒီတိုင်းလေးပဲဖြည်းဖြည်းချင်းနည်းနည်းချင်းထည့်လိုက်အိုးလေးကိုဖုံးလိုက်နဲ့ချက်သွားပါမယ်ပြီးသွားရင်တော့ဒီဟာလေးကိုခတ်နော်ချက်လိုက်ပါဦးမယ်ဒီတိုင်းလေးချက်စားကြည့်ကောင်းတယ်ဈေးလက်သက်တာရောကိုမပူဇော်နေကင်းဖို့နေမရှိလဲဒီချင်းလေးပါလေးနဲ့ဆိုလည်းကောင်းတယ်ပိုလီယာတီတော့အိုးကြီးပြောင်းလိုက်တာပါအဓိကတော့ဒီဟင်းရဲ့အင်းဟင်းရဲ့အသက်ကဟောဒီဖက်ဖက်လေးကမလို့9ပေါင်းတာတော့9ကီလိုပါတော့မှဒီဖက်ဖက်အဓိကပဲဖက်ဖက်လေးနဲ့ဖက်ဖက်လေးကိုထောက်ဒီဖက်ဖက်လေးအများမှုနေပြီးတော့လည်းမနက်အချင်းကြိုက်တဲ့သူကတော့ဒါစားကန်ဒီမှာမှတံမြာလေးကိုအပြင်မှာထည့်ပြလို့ရတယ်ဒီပါပဲအဲ့ဒါပြီးရင်ကျွတ်လေးတွေထည့်မယ်ရိုက်ကြတော့မှွေလေးတော့နည်းနည်းလေးလိုက်ပါအောင်မယ်ရပါဘူးကောင်းကောင်းလေးပွက်အောင်ထားပြီးတော့ခတ်လိုက်တော့ဒါကအရေးကြိုက်တယ်ငါတို့ပစုံတော့လည်းအများကြီးကြာကြီးချက်စရာမလိုပေါ့နော်ကိုကတော့ချိန်နဲ့တယောက်ထဲရိုက်တာဆိုတော့နည်းနည်းလေးတော့အဆင်မပြေဖြစ်သွားပါတယ်ဒါပေမဲ့ဖက်လေးရချက်စားဒီဆောင်းသွေးရောက်တော့မှဆိုတော့လေညီမဒီလဲဆောင်းသွေးရောက်တော့မှဆိုရှယ်ပဲခင်းလေးကလန်ထလူနာတွေရောလန်မထဖြားကျင်တာတွေရောအေးတာတွေရောအဆင်ပြေမယ်ကြိုက်မြုပ်ပြီးလေးတွေပါလေးထည့်မြုပ်လော်လေးတွေပါလေးထည့်စားရမ်းမယ်ဒါလေးစားကြည့်ပါဒီကတော့ဆန်ဟင်းလေးဖြစ်ပါတယ်